ပြီးတော့feedback တွေရလာရင်ပြန်သူတို့ကို feedback တွေပြန်ပြီးဖြည့်ရှင်းပေးရရှိတယ်တကယ်လို့တန်ကြားတာရှိရင်လည်းစိုးရိမ်ပူပန်မှုရှိကြောင်းကျွန်တော်တို့ပြန်ပြီးတော့ပြောရမယ်ပိုင်းတွေရှိတယ်ပေါ့နော်ဒါခုနလည်းကျွန်တော်ပြောရတဲ့ထဲမှာတော့ပါသွားပါတယ်ပေါ့နော်ဆိုတော့သူတို့စီကနေပြီးမှ feedback တွေရလာတဲ့နည်းမျိုးစုံရှိတယ်ပေါ့နော်အဲ့တော့ feedback လို့ပြောလိုက်တာ feedback ဆိုတာလေစာရွက်နဲ့သွားပြီးတော့လေတီးတိုင်တောက်ကောက်တဲ့အရာမဟုတ်ဘူးပေါ့နော်တချို့တွေကထင်ကြတယ်ပေါ့နော်ထင်ကြရဆိုတာလေfeedback မရှိဘူးပေါ့နော်ဒီလမှာတော့ကျွန်တော် community က feedback မရဘူးမဟုတ်ဘူးပေါ့နော်ကျွန်တော်ကမရတာမဟုတ်ဘူးအဲ့ဒီcommunity မှာသွားတဲ့အဲ့ဝန်ထမ်းကလေအဲ့ဒါကို catch up မလုပ်နိုင်တာပေါ့နော်ဒီ research လေး observe မလုပ်နိုင်တာပြောတာတော့ဒီ community က beneficiary ကတော့လေဒီတိုင်းပဲအလာဘာသာလာပါလေပြောမှာပဲmeeting တွေထဲမှာလည်းသူကတော့ပြောရင်ပြောမယ်ပြီးရင်သင်တန်းတွေကနေတဆင့်သင်တန်းလုပ်ရင်းနဲ့သင်တန်းပြီးသွားရင်လည်းဒါမှမဟုတ်စကားပြောရင်လည်းfeedback တွေလည်းပေးကောင်းလည်းပေးနိုင်တယ်နော်အဲ့လိုမျိုးစုံပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီမှာဆို FGD ပေါ့နော် focus group discussion တွေလုပ်တဲ့အချိန်မှာလည်းပေးနိုင်တယ်ပေါ့နော်ပြောနိုင်တယ်ပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က like မှတ်မထားဘူးဆိုရင်မေ့ပြတ်ဖြစ်သွားရင်တော့ဆိုတော့ဒါကျွန်တော်တို့ဒီလာတော့ feedback မရှိဘူးပဲဖြစ်သွားလိမ့်မယ်နော်အမှန်တကယ်ကပြောတဲ့စကားတိုင်းမှာကျွန်တော်တို့ feedback တွေကတချို့တွေကပြောတယ်ပေါ့နော်ခုနကကျွန်တော်ပြောတဲ့လိုချင်တာလိုအပ်တာတွေပြောမယ် information တွေတောင်းတာတွေပါမယ်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့အသေးစား feedback လေးတွေအကြီးစား feedback တွေပေးတာတွေရှိမယ်ခုနလိမ့်မဲဆိုင်ရာနောက်ဆက်တာတွေပေါ့နော်ဝန်ထမ်းအကျင့်ပြတ်စရာတာတွေဒါမျိုးတွေကလေဒီတိုင်းကြီးပြောတာမဟုတ်ဘဲနဲ့တခါကျရင်သူတို့ပြောရင်းနဲ့ထွက်လာတဲ့စကားတွေလည်းရှိတယ်လीနော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့အသေးစားလေး observe လုပ်နိုင်မှပဲfeedback ကပြန်ပြီးတော့မှတ်တမ်းတင်နိုင်မှာပေါ့နော်အဲ့တော့ဒီအားအသုံးပြုတဲ့နည်းဆို community meeting ပေါ့နော် community meeting မှာကျွန်တော်လုပ်ကြတယ်ပေါ့ဗျာเนาะခုနဆရာမတို့ပြောတဲ့ advocacy လုပ်တယ် coordination တွေလုပ်တယ်ပဲ mobilization လုပ်တဲ့အချိန်မှာအဲ့ချိန်မှာသူတို့မေးခွန်းတွေမေးလိမ့်မယ်ပေါ့နော်မေးခွန်းတွေမေးတဲ့အချိန်ဒါတွေကဒီမေးခွန်းတွေကျွန်တော်မှတ်တမ်းနေပြီးတော့ feedback ရဲ့ feedback မှတ်ပြီးတော့ကျွန်တော်တို့က record မှတ်ပြီးတော့ကျွန်တော်ရဲ့ feedback tracker ပေါ့နော်tracker ထဲမှာထည့်ပေါ့ဆိုတော့အဲ့ tracker တွေထည့်တာတွေဘာကြီးကတော့MND သမားတော့များသောအားဖြင့်တော့လောက်ရတာပေါ့နော် MND သမားကဒီမှာ record tracking တွေလုပ်တယ်ပြီးရင်သူကနေဒီလစဉ်ပေါ့နော် project တင်းကိုပြန်ပြီးတော့category တွေပြန်ခွဲပြီးတော့ဘယ်လိုမျိုးစားတွေတော့ဒီလမှာတော့ဘယ်နှခုရတယ်ဆိုပြန်ပြောရတယ်ပေါ့နော်ဆိုတော့ဒါမျိုးတွေလောက်ရတဲ့ပိုင်းတွေဒါ information တွေကတီးတန့်တော့ကောက်တော့ပုံနဲ့ခုနလိုမျိုး community နဲ့ meeting လုပ်တဲ့အချိန်မှာ feedback တွေရနိုင်တယ်ပြီးရင်ခုနပြောတဲ့ hotline တွေပေါ့နော် hotline တွေကနေစင်ပြန်ရနိုင်တယ်နောက်တစ်ခုကတော့ကျွန်တော် distribution တွေပေါ့နော်ပစ္စည်းဝေတဲ့အချိန်တွေမှာပစ္စည်းတွေဝေတဲ့အချိန်တွေမှာတခါတရံကြရင်လည်းသူက feedback တွေပေးလာနိုင်တယ်ဆိုတော့အဲ့ဒါအပြင်ကျွန်တော်ကဘယ်ရရလဲဆိုတော့ပစ္စည်းတွေဝေပြီးနောက်ဆရာမတို့သိတယ်ကျွန်တော်တို့ဒီနောက်နှစ်ပတ်ပေါ့နော်နှစ်ပတ်သုံးပတ်ကြာမှကျွန်တော်ပြန်ပြီးတော့ PDN လုပ်တယ်ပေါ့နော် post distribution monitoring ဆိုပြီး PDN စာပေးတွေလုပ်ကြတယ်လीနော်အဲ့တော့ကျွန်တော်တို့အဲ့ဒီအဓိက PDN ရွေးချက်ကတော့ကျွန်တော်တို့ organization ကနေပေးလိုက်တဲ့ပစ္စည်းရဲ့အရေးသွေးတွေကောင်းလားတကယ်ရောအကျိုးရှိနဲ့သူတို့လက်ထဲရောရောက်ရလားအမှန်တကယ်ရောသူတို့အကျိုးရှိရလားတကယ်အကောင်းသုံးချရလားပေါ့နော်အဆင်ပြေရလား quality ရောကောင်းရလားဒါမျိုးတွေပြန်လိုက်တာပေါ့နော် effective ဖြစ်ရလားဆိုပြန်လိုက်တာပေါ့နော်ပြန်လိုက်တဲ့မှာနောက်တကယ်မှာအကယ်၍အဲ့ပုံမှာသူက feedback တွေပေးလိုက်ရင်ကျွန်တော်ကအဲ့ ရလက် feedback တွေကိုtracker ထဲထည့်ပြီး record လုပ်ထားတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ social media ကခုနကကျွန်တော်ပြောတယ် Facebook Messenger ကနေပြီးတော့ group ဖွဲ့ပြီးတော့ feedback တွေတိုင်းကြားတာတို့ Viber တစုကနေတဆင့်တိုင်းကြားတာတို့ပေါ့နော်အဲ့ရနေလဲကျွန်တော် information တွေ feedback တွေရလာနိုင်တယ်နောက်တစ်ခုက FGD ကတော့ကလေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကလေးပဲဖြစ်လူကြီးပဲဖြစ်ပေါ့နော်ကျွန်တော်တို့ကသူတို့တွေနဲ့အတူတူမေးခွန်းတွေမေးတာတို့ကလေးဆိုရင်ကလေးတွေနဲ့စော့တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဘာရှိလဲဆိုတော့ကျွန်တော်တို့ကဒီ feedback တစ်ခုကိုဆက်တက်စလို့လည်းကျွန်တော်ကျွန်တော်တို့အရှိပိုင်းမှာပြောထားရပေါ့နော်အရှိပိုင်းမှာပြောထားတယ်ပေါ့ဘာပြောထားလဲဆိုတော့ all inclusive ဖြစ်ရမယ်ပေါ့နော်inclusive ဖြစ်ရမယ် inclusive ဆိုတဲ့စကားက disability နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပါမယ်နောက်အမျိုးသမီးတွေပါမယ်ကလေးတွေပါမယ်ပေါ့နော်ဆိုတော့အကုန်လုံးပါဝင်နိုင်ရမယ်ဆိုတော့ဒီ feedback တွေရနိုင်ဖို့အတွက်သူတို့တွေလက်လန်းမီဖို့လည်းကျွန်တော်တို့ကဘာလဲဆိုတော့သူတို့တွေလက်လန်းမီဖို့အတွက်လက်လန်းမီနိုင်အောင် system တွေလုပ်ပေးထားရမယ်ပေါ့နော်ဆိုတော့ဥပမာဆိုရင်ကလေးတွေ feedback ပေးရင်ဥပမာဗျာကဲအဲ့ဆိုရင်ကျွန်တော် brainstorm လုပ်ကြည့်အောင်ကဲကျွန်တော်ဖုန်းနံပါတ်တွေတော့ထားလိုက်ပါတယ်ဟို community မှာပေါ့နော်ဖုန်းနံပါတ်တိုင်ကြားကြရှိရင် feedback ပေးကြရှိရင်ဒီဖုန်းနံပါတ်ကိုဆက်ပါဆိုပြီးတော့လေလူကြီးတွေကဆက်လို့ရအဲ့တော့ကလေးတွေဆိုရင်ဘယ်လိုလုပ်ရင်ရနိုင်လဲဆရာမတို့နည်းနည်း brainstorm တစ်ချက်လုပ်ကြည့်ပါဦးကလေးတွေစီက voice တွေ feedback တွေရအောင်ဘယ်လိုလုပ်ရင်ရနိုင်လဲနည်းနည်းတယောက်တစ်မျိုးစီပြောကြည့်ပါဦးဘယ်လိုဟိုဒီတိုင်းပြောလဲရတယ်ဟိုချက်ကလည်းပြောလဲရတယ်
ယ်လိုကြားလာရင် Hello ဟုတ်ကဲ့ဆရာပြောကြည့်ပါဦး Hello ဟုတ်ကဲ့ကျွန်တော်အမြင်ရဆိုတော့ဆရာကလေးတွေနဲ့ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးပေါ့နော်time presentation တွေပုံစံမျိုးတွေပေါ့လေဆိုတော့အဲ့လိုမျိုးတွားရင်တော့ပို့ပြီးတော့ရနိုင်မယ်ပေါ့လေနော်ဟုတ်ကဲ့ဆရာကျေးဇူးပါတခြားသူတွေရောသူတို့စကား ဟုတ်ကဲ့ဆရာအဓိကတော့သူတို့နဲ့ပေါ့နော်နေစင်းနဲ့ကောင်မပြီးပြီးသူတို့နဲ့တွေ့ပြီးတော့သူတို့နဲ့တူတူကစားခြင်းအဖြစ်နဲ့ရှားတယ်လို့ထင်ပါတယ်ဆရာ ဟုတ်ကဲ့ပါကျေးဇူးပါဆရာဟုတ်သူတို့ရဲ့စကားသံနားထောင်မဲ့ဖီးစင်းမဲ့ချိန်မှာဟုတ်ပြီနော်ဟုတ်ကျေးဇူးပါချက်တင်ကနေချက်ပေါက်ကနေပြောပြရတဲ့အတွက် CFN တို့နေရာမျိုးမှာလည်းရနိုင်တယ်ဟုတ်ပါတယ်ပေါ့နော်ဟုတ်ပါတယ်ရင်းနှီးဥစားတီးတွေစကားပြောကြည့်မယ်မေးမြန်းမယ်ဟုတ်တယ်နော်သူတို့ရဲ့ feeling မေးတာပြောတာမျိုးချိန်တာမျိုးပေါ့နော်ဟုတ်ကဲ့ဟုတ်ပါတယ်ပေါ့နော်ဆိုတော့ okay ဟိုအကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ဒါတော့နည်းနည်း brainstorm တစ်ချက်ဒီလုပ်ကြည့်တာဆိုတော့ကျွန်တော်တို့ကဟုတ်တယ်ကလေးတွေရဲ့အတန်ကိုရနိုင်ဖို့လည်းအခုပြောတဲ့ဆရာမတို့ပြောတဲ့အတိုင်းပဲကျွန်တော်တို့ဒီနီလန်မျိုးစုံကိုအသုံးပြုလို့ရတယ်ပေါ့နော် giant consultation တွေလုပ်မယ်သူတို့နဲ့အတူယဉ်ကျေးမှုတည်ဆောက်မယ်ပြီးရင် game တွေဆော့ကြမယ်ပေါ့နော်ဆိုတော့ game တွေဆော့တာဆိုတော့ဒါလည်းဒီဟိုသူတို့နားလည်နိုင်လွယ်နိုင်မဲ့ game တွေပေါ့နော်ဒါမျိုးတွေသူတို့ရဲ့အတန်တွေထွက်လာအောင်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကလေးရသိကြတယ်ဖုန်းနံပါတ်ရှိရင် तू ကအဲ့ဒါကိုသိချင်မှလည်းသိမှာလေနော်တိုင်ရလို့ရတယ်ဆိုတာဘာမှတော့သိမှာမဟုတ်ဘူးနော်ဆိုတော့အဲ့လိုခုနဆရာမပြောတဲ့နီလန်းနေနဲ့ကျွန်တော်တို့စူးစမ်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ဒါက inclusion ဖြစ်အောင်ပေါ့နော် inclusion ဖြစ်အောင်လုပ်တယ်အဲအကြောင်းလို့ကျွန်တော်တို့ disability ပါဝင်အောင်ဆိုလဲဥပမာဆိုရင် disability တွေရှိတယ်ဆိုရင်သူတို့ရေရောနားလဲအောင်ဘယ်လိုလုပ်မလဲပေါ့နော်ဥပမာစာမျက်လုံးမမြင်တဲ့သူဟို disability ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်ဥပမာဖုန်းနံပါတ်ကိုသူ့တစင်ပြောတဲ့ဟာမျိုးပေါ့နော်သူ့ information တွေ share ပြောတဲ့ဟာမျိုးပေါ့နော်သူ့ရဲ့အတန်အောင်ပြန်ပြီးနားထောင်တဲ့ဟာမျိုးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ဥပမာဆိုရင်သူနဲ့သူစကားပြောတာတွေလုပ်လို့ရတယ်ပေါ့နော်သူစီအတန်တွေလည်းကြားလို့ရတယ်ပေါ့နော်ဆိုတော့အဓိကတော့ disability တွေပါဝင်ရမယ်ပြီးရင်အမျိုးသမီးတွေကလည်းလူကြီးဆိုတော့အမျိုးသမီးတွေလည်းပါဝင်နိုင်ရမယ်နောက်တစ်ခုကကလေးတွေပေါ့နော်ကလေးတွေကတော့ဆရာတို့မပြောသလိုပဲအဲ့ဒီနည်းလမ်းတွေနဲ့ကျွန်တော်တို့အသုံးပြုမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဟိုပုံမှန်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ feedback တွေကလေကလေးပေးတာတော်တော်လေးရှားတယ်ပေါ့နော်ကလေးပေးတာသိတော့မရှိဘူးအဲ့တော့ကလေးကိုသွားပြီးတော့ဟိုဓာတ်ရိုက်မိလို့ကလည်းအစင်ကမပြေပြန်ဘူးလीเนาะသူစင်ဆိုသွားပြီးတော့သူကလေးကိုသွားပြီးတော့ feedback ရှိလားဆိုပြီးသွားမေးလို့ကလည်းမရပြန်ဘူးလीเนาะဆိုတော့ကျွန်တော်ခုနပြောတဲ့နီလန်တွေအသုံးပြုပြီးမှသွားလို့ရတယ်နောက်တစ်ခါတော့ PDM ကနေပါတွေကောက်တဲ့ချိန်မှာကလေးတွေကသူတို့ပစ္စည်းရတယ်ဆိုရင်အဲ့ရန်နေတစ်ဆင့်လဲရနိုင်တယ်ပေါ့နော်တခြားဘာမှသူကလေးရတဲ့ပစ္စည်းပေးထားတာမရှိဆိုရင်တော့ခုနလိုမျိုးကွင်းစင်းဝင်တဲ့နေရာ fee ထဲမှာသွားတဲ့အချိန်မှာကလေးနဲ့အတူတူဆော့ပြီးတော့သူတို့ရဲ့အတန်ကိုနားထောင်တာမျိုးလည်းလုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကလေးတွေရဲ့အတန်လည်းရမယ်ကလေးတွေရဲ့ feedback လည်းကျွန်တော်တို့ထွက်ကားထဲမှာလည်းကောင်းကောင်းထည့်နိုင်တယ်ပေါ့နော်ဆိုတော့ကလေးတွေကလည်းတကယ်ကျွန်တော်တို့အရေးကြီးတဲ့ထဲမှာလည်းပါတယ်ပေါ့နော်ဆိုတော့ okay ဆရာမတို့ပြောတာလည်းမှန်ပါတယ်ပေါ့နော်တော့ဒါတွေအကုန်ပါသွားပြီပေါ့နော်ဆိုတော့ဒီမှာတန်ဆွမ်းနေပါတယ်လက်အချင်းသုံးတာတွေတကြီးရုပ်တွေပေါ့နော်ဒါပုံပါမယ်ကလေးတငယ်တွေပုံဆွဲတာကစားတာတွေပေါ့နော် child security မူဝါဒအတိအကျသားတွေလိုက်နာဖို့အတွက်ပေါ့နော်ဆိုတော့ research မှာပြောတာတွေကအကုန်လုံးပါတယ်ပေါ့နော်ဆိုတော့ဒီမှာလက်တွေ့လေ့ကျင့်ခန်းဆိုပြီးပါတယ်ကျွန်တော်အဲ့ဒီဟာတော့မသွားတော့ဘူးလीနော်ဆိုတော့လေ့ကျင့်ခန်းကိုကျွန်တော်ကြော်လိုက်ပါမယ်ဘူပေါင်းလူလူနဲ့ဘူပေါင်းပါဝင်မှုပေါ့နော်ဆိုတော့လူလူနဲ့ဘူပေါင်းပါဝင်မှုကဘာရှိလဲဆိုတော့ကျွန်တော်တို့ကဘူပေါင်းပါဝင်လေကားတဲ့ပုံစံလေးရှိတယ်ပေါ့နော်ဆိုတော့ဆရာမတို့နည်းနည်းဒါလေးသတိထားမိမယ်တင်နော် participation letter ဆိုတာကလေဒီမနေ့မှာကျွန်တော် post လေးတစ်ခုတင်လိုက်တယ်လေဆရာမတို့လည်းမှတ်မိမှာပေါ့နော်ဆိုတော့အဲ့ဒီနီလန်ဒီအဲ့မှာလည်းအသေးစိတ်သွားပြီးကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ participation letter ကကျွန်တော်တို့ humanitarian project တွေမှာအဲ့အဆင့်တွေကဘယ်လိုသွားလဲဆိုတဲ့ဟာပေါ့နော် passive participation တွေရှိတယ်နောက် empowerment နဲ့ပတ်သက်ပြီးတော့လုပ်ပိုင်ခွင့်အာဏာတွေအနည်းနာတွေပေါ့နော်ဆိုတော့အဲ့လေးအသေးစိတ်ကိုတော့ဟိုပါပေါ့ဒါတော့ဒီမှာတော့အသေးစိတ်မပြောတော့ဘူးဒီ participation letter လေးအသေးစိတ်သိချင်တယ်ဆိုတော့ဒီနေ့မနေ့လားမသိဘူးเนาะဒီနေ့မနေ့လားနေ့လားကျွန်တော် post တင်ထားတာရှိအဲ့လေးမှာသွားပြီးတော့ဖတ်ကြည့်လို့ရပါတယ်ပေါ့เนาะဆိုတော့ participation by conclusion ကတော့အဖွဲ့အစည်းတွေရဲ့အမြင်ကိုစတင်မြင်မြင်ဆုံးဖြတ်ခွဲချနိုင်လို့မရှိသေးတိုင်းပဲဒေတာကနေဘာလို့လဲဆိုတဲ့စစ်တမ်းကောက်ယူတဲ့ပုံစံလေးပေါ့เนาะဆိုတော့ဒါက participation မှာအဓိကအနှစ်ချုပ်ပေါ့เนาะအနှစ်ချုပ်ပြောခြင်းဖြစ်ပါတယ်ပေါ့เนาะ
interactive participation နဲ့ empower လုပ်တာရှိတယ်အဲ့ဒီဆိုတော့ interactive participation ကတော့ကျွန်တော်တို့ကဒီစီမံကိန်းတွေဘာတွေလုပ်မယ်ဆိုရင်တော့စီမံကိန်းဘာတွေလုပ်ပါမယ်ဆိုရင်သူတို့နဲ့အတူတူပြန်ပြီးတော့ဟိုမှာဒီဘယ်လိုခေါ်လဲ community နဲ့အတူတူပေါ့နော်ဆိုတော့ခုန project တွေစလိုက်တာနဲ့ဘာလုပ်ငန်းတွေလုပ်မယ်ဆိုပြီးတော့ advocacy တော့ဝင်ထားလိမ့်မယ်နော်ဆိုတော့ဝင်ထားပြီးတော့အဲ့အချိန်မှာကျွန်တော်တို့ကဒီ M&E သမားတွေတည်တယ်ပေါ့နော် program သမားတွေလည်းတည်တယ်ဆိုတော့ကျွန်တော်တို့က project စပြီးနောက်တခြားဘာတွေလုပ်တယ်လဲဆိုတော့ကျွန်တော် stakeholder analysis တွေနော်ဆိုတော့ stakeholder analysis တွေလုပ်ကြတယ်ပြီးရင်ဒီရွာမှာရှိတဲ့ဒီ influencer ပေါ့နော် stakeholder influencer နဲ့ပတ်သက်ပြီးတော့ဆွဲတာရှိတယ်ပြီးရင် activity လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကဘာပြဿနာတွေရှိလာနိုင်တယ်ပေါ့နော်ဒါမျိုးတွေဥမာပေါ့ program 2လိုဟာမျိုးတွေ community နဲ့အတူဆွဲတာတွေရှိတယ်ပေါ့နော်ဆိုတော့စီမံကိန်းကိုလှုပ်ဆောင်တဲ့အချိန်မှာဘာအခက်အခဲတွေရှိရတယ်ဆိုပြီးတော့အဲ့လိုမျိုးတွေ risk and assumption တွေလည်းကျွန်တော်တို့ဖော်ဆောင်တာလေးရှိတယ်သူကအဓိကတော့ကျွန်တော်တို့တယောက်တည်းလှုပ်တာမဟုတ်ဘူးလေနော်လှုပ်တာမဟုတ်ဘဲနဲ့သူတို့တူပူးပေါင်းပြီးတော့ community ရပါ interactive ဖြစ်အောင်လို့ပူးပေါင်းပါဝင်နိုင်ပေါ့နော်အဲ့တော့ဒီလိုလုပ်မယ်ဆိုရင်ဒီလိုခက်ခဲတော့ရှိတယ်အဲ့လိုအခက်ခဲရှိရင်ရောဆရာတို့ရောဘယ်လိုစဉ်းစားထားကြလဲဆိုသူတို့ပြန်ပြီးတော့ရွာကိုပြန်ပြီးတော့ brainstorm ပြန်လုပ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့ general project design စပြီးတော့သွားရင်ဒါမျိုးလေးတွေသွားရတယ်ပေါ့နော်တော့ဖြစ်လာတိုင်းဒီမှာခက်ခဲတွေပေါ့နော် stakeholder analysis တွေတို့ပေါ့နော် SWOT analysis တို့ပါတို့ပေါ့ဗျာနော်အဲ့ဒါမျိုးတွေကျွန်တော်တို့လုပ်ရတဲ့အပိုင်းတွေပါတယ်ပေါ့နော် project charter အများကြီးပဲလीနော်ဆိုတော့ဒါကဟိုတီးတဲ့သွားတဲ့အပိုင်းတွေပေါ့နော်ဆိုတော့ပြောချင်တာကတော့ကျွန်တော်တို့က project ဒီ interactive ဖြစ်ဖို့အတွက် empower ဖြစ်ဖို့အတွက်အဓိကထားပြီးတော့လုပ်ပေးရတာပေါ့နော်ကျွန်တော်တို့ဒီ project စတယ်ဆိုရင်နော်ဆိုတော့နောက်ပြီးတော့ဒါတော့ project အခုကတော့ project စသွားပြီပေါ့ဗျာနော်သွားနေပြီပေါ့ဆိုတော့ကျွန်တော်ကဘယ်လိုလဲဆိုတော့ project စလိုက်တာနဲ့လေကျွန်တော်တို့ကရှေ့ကနေလုပ်ပြတယ်ပေါ့နော်ဆိုတော့လုပ်ပြပြီးတော့နောက်ပိုင်းမှာလုပ်ပြရင်လည်းproject ပြီးကနေတော့ကျွန်တော်တို့ project တော့ပြီးသွားပြီဘယ်တော့လောက်တော့ပြီးပါမယ်ပေါ့နော်အဲ့ဒါကြီးလာပြောတော့ပြီးသွားအဲ့တော့ community ဘာကြံလဲဘာမှမကြံဘူးလေနော်သူတို့ဘာလုပ်တတ်လဲဘာမှမလုပ်တတ်ဘူးအဲ့လိုမျိုးမဖြစ်ရဘူးပေါ့နော်ကျွန်တော်တို့ရဲ့စီမံကိန်းတွေကလေ project တွေအဲ့လိုမျိုးလုံးဝမဖြစ်သင့်ဘူးပေါ့နော်ဆိုတော့အဲ့ကြောင့်မို့ကျွန်တော်ခုန project တွေပါစမိတဲ့အချိန်မှာသူတို့ project design ကျွန်တော်တို့ရှင်းပြတာတွေခုနပြောတဲ့ဒီ program 3ကနေ objective 3ကိုရောက်ဖို့အတွက်ဘယ်လိုပုံစံတွေလုပ်မလဲဒီပတ်ဝန်းကျင်မှာဒီ local မှာဘယ် stakeholder တွေရှိတယ်ဘယ် stakeholder တွေ influence တွေ interesting တွေရှိမယ်စိတ်ဝင်စားတဲ့သူတွေရှိမယ်ဒါမျိုးတွေသူတို့နဲ့ brainstorm လုပ်တာတွေကျွန်တော် workshop လုပ်တာတွေလုပ်ရမှာပေါ့နော်ဆိုတော့ပုံမှန်ဆိုရင်အဓိကကသူတို့ကို project ကိုဝင်တဲ့အချိန်မှာကျွန်တော်တို့ကအရှိရနေလုပ်ပြတယ်ပေါ့နော်လုပ်ပြတယ်နောက်ပိုင်းproject လေးလောက်ရရင်ကျွန်တော်တို့ကအတူတူလုပ်ကြတယ်ပေါ့နော်ဆိုတော့ project ပြီးကနေကြရင်သူကသူလုပ်တော့ကျွန်တော်တို့တွေမလုပ်တော့ဘူးပေါ့နော်သူကသူ independent သွားကြပေါ့နော်ကျွန်တော်တို့ကအဲ့ဒီ system နဲ့သွားမှာပေါ့နော်ဆိုတော့သူကသူလုပ်နိုင်မှုတွေဒီကအခုကျွန်တော်ပြောတဲ့အခု community lead monitoring CLM ဆိုတဲ့ဟာလေဒါလည်းကျွန်တော်မနေ့ကဟိုအမှတ်မှတ်ကြ post လေးတင်ထားလိုက်တယ်ပေါ့နော်ဆိုတော့သူတို့ကိုယ်တိုင် monitoring လုပ်နိုင်မှုအတွက်ပေါ့နော်သူတို့လုပ်တဲ့လုပ်ငန်းတွေကျွန်တော်တို့လုပ်ပေးထားတဲ့လုပ်ငန်းတွေသူတို့ကိုယ်တိုင်လုပ်မယ်သူတို့ကိုယ်တိုင်တေချာ monitoring လုပ်မယ်ဆိုတော့တာဝန်ယူမယ်ပေါ့နော်ဒါမျိုးတွေလုပ်နိုင်မှုတွေသူတို့ကိုဘယ်လိုခေါ်လဲလုပ်ပိုင်ခွင့်ပေးလိုက်တာပေါ့နော်လုပ်ပိုင်ခွင့်ကသူတို့ပေးလိုက်တယ်ပြောရရင်နောက်တတိယကျွန်တော်တို့က ownership ပေါ့ဗျာနော်ကျွန်တော်သုံးတဲ့စကားရှိတယ် ownership ပေါ့ ownership sense တွေကျွန်တော်တို့ကပေးတယ်အဲ့တော့ဘာဖြစ်လို့လဲကျွန်တော်အဲ့လိုပေးတယ်ဆိုတော့project တစ်ခုဆိုတာဆရာဆရာမတို့သိတယ်ဒီကျွန်တော်တို့ NGO တွေရဲ့ project တွေကလေကဏ္ဍတစ်ပင်လိုပဲလीနော်ပေါ်လိုက်ပြောက်လိုက်နေစေအဲ့တော့ project တစ်နှစ်ပြီးသွားပြီဆိုပျောက်သွားပြန်ပြီအဲ့တော့နောက် project ဆလာရပြီနောက် project အသစ်ဆလာရပြီဒါပေမဲ့အဲ့ရွာမှာပါပြန်မှုတခြား activity ဖြစ်သွားပြန်ရောဆိုတော့အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့လိုတွေမဖြစ်အောင်ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ project မပြီးခင်နေအစတွေက project ကိုသူချာလေးရှင်းပြပြီးရင်သူတို့ကျွန်တော်တို့ရှေ့ကနေလုပ်ပြတယ်ပြီးရင်သူတို့နဲ့အတူတူတွဲလုပ်တယ်နောက်ပိုင်းသူတို့ကသူလုပ်တယ်ပေါ့နော်အဲ့ဒီပုံစံနဲ့သွားရမှာပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ကကျွန်တော်တို့အခုဆိုရင် donor တွေက localization ဆိုပြီးတော့ပြောပြီးတော့သွားနေကြနော်ဆရာဆရာမတို့လည်းဒါကောင်းသိမှာပါပေါ့နော်သူတို့ ING ကိုအခုဆိုရင်ကြည့်လိုက်ဆရာဆရာမတို့ဟိုကောင်းသိတယ်မီမီ website ထဲမှာလေjob website ဒီမှာကြည့်လိုက်ဟိုအရင်တော့ဆိုရင်တော့လေ ING ကိုလေခေါ်တာတန်းစီနေပဲအများကြီးပဲလीနော်ဆိုတော့အခုကြတော့ခေါ်လိုက်တဲ့ position တွေကလေကြည့်လိုက်ရင်အကုန်လုံးက local အဖွဲ့တွေကြီးပဲလीနော်ဆိုတော့တော်တော်လေးကိုပြောင်းလဲသွားတာအရင်သိကြတယ်ပေါ့နော်ဆိုတော့ဒါကလည်းကျွန်တော်တို့ကျွန်တော်ရဲ့ political လဲပါလဲနောက်ဟိုအမေရိကန်ရဲ့เนาะ Donald Trump ရဲ့Senate တွေလည်းပါတာပေါ့ရเนาะအဲ့တော့ funding တွေပိတ်သွားတဲ့အတွက်ကျွန်တော်ရဲ့opportunity ပေါ့เนาะကျွန်တော်ရဲ့အခွင့်အလမ်းတွေလည်းညှော်နေသွားလဲပါတယ်ပေါ့เนาะဆိုတော့နောက်တစ်ခုက donor ကဒီသူ့ရဲ့ donor ရဲ့
ပေးမဲ့ trend ကလည်းပြောင်းသွားတာပေါ့နော်သူက international ကိုဥတည်ပြီးတော့သွားတာမဟုတ်ဘဲနဲ့ international သွားတာလည်းရှိတယ်ပေါ့နော် international trend ကိုဓာတ်ရိုက်သွားတာမဟုတ်ဘဲနဲ့ဟိုတုန်းကတော့ international ကိုဓာတ်ရိုက်သွားတယ်ဒါပေမဲ့အခုကျတော့သူက local တွေကိုဓာတ်ရိုက်သွားမဲ့ပုံစံတွေချင်းကပ်လာပြီပေါ့နော်ခြေဆမ်းမတို့ဟိုနည်းနည်းသတိထားမိမဲ့တယ်မှာနော်အဲ့မှာwebsite ဒီမှာjob ရှာတဲ့ website ဒီမှာတစ်ချက်ကြည့်လိုက်ပါနော် ING website ဆိုရင်လူ10 web မှာannouncement 10 ခုရှိရဆိုရင်10ခုလောက်က local ကခေါ်တာများတယ်နော်ဆိုတော့ဒါကဘာဟိုသွားနေရလဲဆိုတော့ localization approach ကိုသွားတာ localization approach က partner တွေအဓိကတော့ဗျာ local partner တွေ local CSO တွေကိုဒီထဲမှာလည်း local CSO ကဆက်ဆံမှာပါမှာပါပေါ့နော်သူတို့ကိုကျွန်တော်တို့ assistance on the strengthening လုပ်ပေးတာပေါ့နော် capacity တွေမြင့်ပေးတယ်ဒါသူတို့ရက်တည်နေအောင်လုပ်တယ်ပေါ့နော်ဒါမျိုးတွေအတွက်ဒါကဒိုနာတစ်ဖွဲ့တယ်ပေါ့နော်ဒိုနာတော်တော်များများအဲ့တိုင်းမှာသွားကြတယ်ပေါ့နော်အဲကြောင့်လို့နောက်ပိုင်းဆိုရင် project တွေက partnership approach နဲ့သွားကြတယ်ပေါ့နော် partner နဲ့ချိတ်ဆက်တဲ့ပြီး partner ကို capacity ပေးတယ် partner implementation လုပ်တယ်ပေါ့နော်အဲ့လိုပဲသွားကြဘာဖြစ်လို့လဲဆိုတော့ international အဖွဲ့တွေကလေတကယ် remote area မှာကိုမသွားနိုင်ဘူးလေနော်မရောက်နိုင်ဘူးတကယ် conflict area ဆိုရင်ပိုတောင်ဆိုသေးလေနော်ဆိုတော့အဲကြောင့်မို့ဒိုနာရဲ့ trend ကပြောမှာဒါကဂျာဖြတ်ကျွန်တော်ဟာလေကြော်ညာလေးဝင်လိုက်တာပါနော်ဆိုတော့ empowerment ဘာကြောင့်လုပ်ပေးလဲဆိုတာလေဒီအခုပြောတဲ့ဒီနီးလန်းနေကြဒီလိုလုပ်တာပါဆိုပြီးကျွန်တော်ဟိုတစ်ချက်ရှင်းပြတာနော်ဆိုတော့ဒီထက်ဒါနဲ့တော့မဆိုင်ဘူးသူကဆက်ပြီးတော့သွားတာပါနော်သူတို့ဘာလို့ empower လဲဆိုတာ okay အဲ့တော့ community monitoring ဆိုရင်ကျွန်တော်တို့ကသူတို့ကိုယ်တိုင်ပါဝင်လာနိုင်ဖို့အတွက်ဘယ်လိုနည်းလမ်းတွေလုပ်လို့ရလဲအဆင့်1နော်အဲ့တော့စောင့်ကြည့် community ဖွဲ့မယ်အဲ့တော့ committee သူတို့ကငကွာရှိပြီးသားဆိုလဲအဲ့ committee ကိုပြန်ပြီးတော့ assign တွေပြန်ချပါနော်ဆိုတော့အဆင့်2ကcriteria တွေပေါ့နော် criteria တွေသတ်မှတ်မယ်ပြီးတော့ data collection တွေလုပ်ကြမယ်ပေါ့နော်ပြီးတော့မှရလာတဲ့ data တွေပေါ်မှာပြန်လဲသုံးသပ်တာတွေပေါ့နော်အဲ့အဖွဲ့အစည်းဒီတဲ့စိတ်ခိုင်းသူမဟုတ်ဘဲနဲ့ဒါဒီစာလေးပေါ့နော်ကျွန်တော်ကြိုက်လို့တင်ထားတာပေါ့နော်အဖွဲ့အစည်းဒီစိတ်ခိုင်းသူမဟုတ်ဘူးကျွန်တော်ကခိုင်းတဲ့သူတွေမဟုတ်ဘူးပံ့ပိုးကူညီသူ facilitator ဖြစ်တာဆောင်ရွက်ရမယ်ပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောတဲ့ empower လုပ်ပေးဖို့အတွက်ပေါ့နော်သူတို့ကို empower လုပ်ပေးမယ်နောက်ပြီးရင်localize လုပ်ဖို့အတွက်နော်အဲ့တော့ဒီ ownership ပေးဖို့အတွက်ဒီဟာတွေကျွန်တော်ဂျားတွေကနေလုပ်ပေးတာပေါ့နော်ဆိုတော့ဒီလိုပိုင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ခုနလိုပဲ data collection ကျွန်တော်လုပ်မယ်ဆိုတော့ community monitoring လုပ်တဲ့အချိန်မှာသုံးနိုင်တဲ့ဟာတွေကတော့ဒီပေါ့နော် score တွေပေးတာပေါ့ဗျာပြောရရင်တော့လေနော်ဝန်ဆောင်မှုပုံမှာစိတ်ကျဉ်နိုင်ရင်ငါကျေဝင်ပေးတာတွေတို့ပေါ့နော် social audit တွေနဲ့ပါမယ် checklist တွေပေါ့နော်ဆိုတော့ဒါတွေကတော့များသောအားဖြင့် community monitoring ကတော့နောက်ပိုင်းမှာပဲ project ပြီးကနေလောက်မယ်ပုံမှန်ဆိုရင်တော့သွားကြတယ်ပေါ့နော်အဲ့ဒါကဘာနဲ့ချိတ်ဆက်လဲဆိုရင် project တစ်ခုပြီးတော့မယ်ဆိုရင်ဒီ project မှာလက်တွဲလုပ်သွားတဲ့ community ရဲ့ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်ပေါ့နော်ဆိုတော့ပြောရရင်တော့ဒီ community ကို handover လုပ်တဲ့အချိန်မှာဒီနီလန်းနေနဲ့တုံးတယ်ပေါ့နော် community handover လုပ်ရင်သူတို့ဒီ project ပြီးသွားရင်ဒီ community ကဘာတွေကြံခဲ့ရမလဲပေါ့နော်ဥပမာနည်းပညာကြီးကြံခဲ့မလားပစ္စည်းတွေကြံခဲ့မလားပေါ့နော်ပစ္စည်းဆိုတဲ့အမျိုးကသုံးပြီးပြတ်သွားတဲ့ဟာကြီးနော်အဲ့တော့နည်းပညာကြီးကတော့တင်ကောပါပြောက်တာတော့ရှားတယ်အဲ့တော့ကျွန်တော်နည်းပညာတွေကိုရှေ့ဆက်ပြီးတော့သွားနိုင်အောင်ပေါ့နော်ဒါမျိုးတွေကျွန်တော်ဆက်လက်ထိန်းသိမ်းရမယ်ဆိုတဲ့ဟာတွေကျွန်တော်တို့ပို့ပြီးပြောတင်နော်အဲ့ဒါလည်း community ကို handover လုပ်ပြီးတမျိုးပါနော်သူတို့ကိုယ်တိုင်လည်းလက်ခံရရှိပြီးရှေ့ဆက်သွားနိုင်အောင်သူတို့ကိုယ်တိုင်လည်း monitoring တွေသူတို့ကသူလုပ်နိုင်အောင်ကျွန်တော်တို့က facilitate လုပ်ပေးတာပေါ့နော်ဂျားတွေကနေနော်ဆိုတော့ဒါကခုနပြောပြီးသားပေါ့နော်အမျိုးသမီးလူနည်းစုတွေကျွန်တော်အတန်အောင်နားထောင်တာတွေပါမယ်ပေါ့နော်အဓိကအမျိုးသမီးဆိုရင်ဟိုအဓိကတော့အတန်အောင်နားထောင်နေဆိုတာက NFI kit တွေပေးတယ်ဆိုရင် NFI နဲ့မှာတစ်ခါတည်းကြာရင်လိုအပ်ချက်တွေရှိနိုင်တယ်ပေါ့နော်အမျိုးသမီးအတွက်ပစ္စည်းတွေပါမလာဘူးပေါ့နော်အမျိုးသမီးလာစုံသုံးပစ္စည်းတွေတစ်ခါကြာရင်ကြံခဲ့ရင်အမျိုးသမီးအတွက်ဒုက္ခရောက်တာလည်းရှိတယ်အဲ့တော့ကျွန်တော်အဲ့ဒါကြီးလည်းသိချစဉ်းစားရတယ်ဗျာဆိုတာ feedback တွေပေါ်မှာလည်းဒီပုံကျွန်တော်ကနားထောင်ရတယ်ပေါ့နော်အမျိုးသမီးရဲ့အတန်ကိုလည်းနားထောင်ရတယ်အမျိုးသမီး empower ဖြစ်အောင်လည်းသူတို့တွေဦးစားပေးရတယ်ပေါ့နော်ဒါက gender balance အမျိုးသမီးတွေပေါ့နော်နောက်စိတ်အမျိုးသမီးအုပ်စုလိုက်ဖွဲ့တဲ့ဒီ FGD group တွေမှာလည်းကျွန်တော်တို့ကဖန်တီးပေးတာမျိုးပေါ့နော်နောက်တစ်ခုက household basic တွေသွားတဲ့အချိန်မှာလည်းသွားရနားထောင်တဲ့အပိုင်းပေါ့နော်ဆိုတော့ဒါကဒီကတော့မပါတော့ဘူးเนาะ6လတာစီမံချက်ဆိုတာကျွန်တော်တို့ training မှာပေးတဲ့အပိုင်းပေါ့เนาะ training တွေပေးတယ်ဆိုရင် AB မှာကျွန်တော်3ရက်လောက်ပေးတယ်ဆိုရင်ဒါဒီမှာကျွန်တော် person ကျွန်တော်တို့ပေးတယ်ပေါ့เนาะပေးပြီးတဲ့အချိန်မှာတိုင်းတဲ့အပိုင်းကြီးပြောတာဒီမှာတော့ကျွန်တော်စီမံချက်exercise တွေတော့မလုပ်ခိုင်းတော့ပါဘူးလို့เนาะလူပတိပါကြီးမပါတော့ပါဘူးเนาะဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီနေ့ sharing ကလေ AB နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်များများပြောသွားပြီပေါ့နော် AB ဘာကြောင့်လုပ်တယ်လဲဆိုတဲ့အပိုင်းတွေရယ် AB ရဲ့ objective တွေရယ်ပြီးရင် AB မှာသူ့ရဲ့ pillar 3ခုရှိတဲ့အပိုင်းတွေရယ်ပြီးရင်ဒီအဲ့ pillar တွေကဘယ်ပိုင်းတွေလဲပေါ့နော် participation ပိုင်းတွေရယ် information sharing ပိုင်းတွေရယ်
information share လဲဆိုလဲဘယ်လိုအကြောင်းအရာတွေကို information share မလဲ participation ဆိုလဲဘယ်လိုလူမျိုးတွေက inclusive ဖြစ်အောင်ဘယ်လို participation ပါအောင်လုပ်ကြမလဲဆိုတဲ့အပိုင်းရဲ့နောက် feedback response mechanism FRM ဆိုလဲ FRM စနစ်ကိုစတင်ပြီးတိဆောက်တဲ့အချိန်မှာဘယ်လိုပုံစံမျိုးတွေဘယ်လိုနီလန်းနေနဲ့လုပ်မလဲဘယ်လို channel တွေလုပ်ပြီးတော့ community နားလည်အောင်ဘယ်လိုပုံစံမျိုးတွေနဲ့သွားမလဲဆိုတဲ့အပိုင်းတွေကျွန်တော်ရှင်းပြပေးသွားတယ်ပေါ့နော်ဒါရှင်းပြပေးဒါ sharing နေလုပ်ပေးသွားပါတယ်လို့ဒါကကျွန်တော် AB မှာပါတဲ့ဒီအနှစ်ချုပ်ပေါ့နော် AB မှာပါတဲ့အနှစ်ချုပ်ဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော် session လေးကတော့ဒီမှာတော့ပြီးသွားပြီပေါ့နော်ဆိုတော့ဆရာတို့ဆရာမတို့တခြားမေးစရာများရှိပါသေးလားမသိဘူးနော်ဆရာဆရာမတို့မေးစရာရှိရင်စပြီးတော့မေးလို့ရပါပြီလို့